အဲ့လိုမျိုးမြမပါတဲ့မဲတွေဆိုကြိုက်တယ်ဒါခါတော့ကိုရဲ့ဒီပန်းအိုးမဲလေးဖောက်ကြမယ်မဲတွေမဖောက်တာလည်းတော်တော်ကြာပြီပေါ့နော်ဒါတဲပိုင်းတိတ်ပြီးတော့နေလို့မကောင်းလို့မဲမဖောက်ဖြစ်တာပါရှင်မမေ့သွားကြနဲ့အောင်နော်ဒီကရိုက်ထားတဲ့ဗီဒီယိုရှိတယ်အဲ့ဗီဒီယိုလေးကိုမအပ်တဲ့နိုင်ဟိုဟာလေဆိုတာဒီမကောင်းဘာမှမလုပ်နိုင်ဒီမှာသူကပန်းအိုးမဲလေးချစ်စရာလေးဒီထဲမှာဆိုရင်ဟိုဟာလောက်တော့ပါမယ်15ခုလောက်တော့ပါမယ်ဆိုတော့တို့တွေဖောက်ကြည့်ကြမယ်ဈေးလေးတွေကတော့ဒါလေးက2000 3000အဲ့လောက်ဝင်းကျင်မယ်ဒါအတိအကျမသိတော့ကိုယ့်ကိုဝယ်လာတော့ဟုတ်တယ်900မဲထောက်လိုက်လား900လဲဆက်စားချင်းပေါက်တယ်ကန်ကောင်းပြီဒါကတော့ဗလာ900ပေါက်ပြီးထပ်ပြီးတော့ဟာ1000ရှိပြီဗျာအဲ့လိုမြမပါတဲ့မဲတွေဆိုကြိုက်တယ်ဒါကြတော့ဒါလည်းဗလာပါပဲဒါပါလဲဆိုတော့ခေါင်းစီကျိုးဒါလည်းခေါင်းစီကျိုးသူ့ခေါင်းစီကျိုးလေးတွေစိုက်ကလေးအကြီးလေးဟိုတေးလေးမဟုတ်အကြီးလေး3ခုပဲကျန်ပါတော့တယ် My God ဒါလည်းပတ်စံမယ်200ဒါလည်းပတ်စံမယ်150နဲ့2ရွက်ကဲနောက်ဆုံးပါခင်ဗျာပတ်စံမှာပဲ200အဲ့တော့ဘယ်လောက်ပြန်ရလဲဆိုတော့1500ပြန်ရတယ်ပေါ့နော်1500ရဲ့အိုးလေးရရတယ်ဆိုတော့ဒါ3000ဝန်းကျင်လောက်ပဲဖြစ်ပါလိမ့်မယ်ဆိုတော့အဲ့ဆိုတော့အားလုံးဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်လဲဆုံးသိမယ်